လက်ဝှေ့သမားတစ်လေးဟာပြင်းထန်တဲ့လက်သီးတစ်ချက်တည်းနဲ့တင်လက်ရှိချန်ပီယံရဲ့လက်ဝှေ့လက်အိတ်ကိုအစိတ်စိတ်အမွှားမွှားခွဲပစ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့အဖြူရောင်အမှုန်တွေဟာလေထဲကိုပြန့်လွင့်သွားခဲ့ပါတယ်။အဲ့ဒီအရာဟာဂွမ်းမဟုတ်ပဲပလာစတာချစ်ပတ်ဆံအမှုန်တွေဖြစ်နေတာကြောင့်ကွင်းထဲကလူတိုင်းစွန့်အမင်တက်သွားကြရပါတယ်။ပွဲပေါင်း9ရာဆက်တိုက်အနိုင်ရထားတဲ့ဒီချန်ပီယံကြီးဟာတကယ်တော့အစကတည်းကမယိုးမသားလိမ်လည်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကတည်းကကစားသမားတွေဟာအဖွဲလိုက်တဲ့ပုံကိုကြည်ရင်းနဲ့ချန်ပီယံဂျက်ရဲ့လက်ပတ်အဝတ်စတွေအကွဲနေတာကိုမထင်မှတ်ပဲသတိပြုမိသွားခဲ့ကြပါတယ်။အကြောင်းကတော့သူဟာပွဲမစခင်မှာသူ့ရဲ့လက်ပတ်အဝတ်စတွေထဲကိုပလာစတာအမှုန်တွေထည့်သွင်းလေးရှိလို့ပါပဲပွဲစလို့လက်ကနေချွေးထွက်လာတဲ့အခါအဲ့ဒီအမှုန်တွေဟာတဖြည်းဖြည်းမာခဲလာပြီးပလာစတာအဖြစ်ပြောင်းလဲသွားကသူ့ရဲ့လက်သီးချက်တွေကိုပုံမှန်ထက်ပိုမိုပြင်းထန်လေးလံသွားစေတာဖြစ်ပါတယ်။သူ့ရဲ့နီးပြကအစပိုင်းမှာသူ့ရဲ့ထိုးချက်တွေကပုံမှန်ထက်ထူးထူးခြားခြားလေးလံနေတာကိုသတိပြုမိပေမဲ့ဒါဟာအထူးလေ့ကျင့်ခန်းတွေကြောင့်လို့ပဲထင်မှတ်ခဲ့ပြီးပလာစတာသုံးပြီးလိမ့်လဲနေလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ခဲ့ဘူးပါဘူး။ Frank ဟာသူ့ရဲ့ဆရာနီးပြအတွက်တရားမျှတမှုရှာဖွေပေးဖို့တောင်းဆိုတဲ့အနေနဲ့လူအားလုံးရဲ့ရှေ့မှာဂျက်ကိုစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပွဲမစတင်မီမှာနီးပြက Frank ကိုပလာစတာအင်္ဂတေဟာအစပိုင်းမှာချက်ချင်းမာခဲမှာမဟုတ်ပဲအပြည့်အဝမာခဲဖို့အတွက်2မိနစ်ကနေ3မိနစ်လောက်အချိန်ယူရမှာဖြစ်လို့အဲ့ဒီအခွင့်အရေးလေးကိုတရားယူဖို့မှာကြားခဲ့ပါတယ်။ဒါပေမဲ့ပွဲဆက်လိုက်တာနဲ့တပြိုင်နက်ပြိုင်ပဲဖြစ်သူဟာသူထင်ထားတာထက်ပိုပြီးပါနမှန်တိလိုက်ရပါတယ်။ဂျက်ဟာတိုက်စစ်မစင်ပဲတစ်ချိန်လုံးခံစစ်ပဲကစားနေတာကြောင့်တိုက်ရိုက်တံပြန်တိုက်ခိုက်ဖို့အခွင့်အရေးလုံးဝမရခဲ့ပါဘူး။ Frank ကလက်သီးလှမ်းထိုးလိုက်တဲ့အချိန်မှာတောင်ဂျက်ကအခွင့်ကောင်းယူပြီးတထောင်ဆွဲချက်နဲ့သူ့ကိုကျမ်းပြင်ပေါ်လှည့်ချလိုက်ပါတယ်။ Frank တယောက်ပြင်မထနိုင်ခင်မှာတင်ဂျက်ကနောက်ထပ်လက်သီးတစ်ချက်ထပ်ဆင့်ထိုးလိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာတော့ပလာစတာကအပြည့်အဝမာခဲသွားခဲ့ပါပြီ။လက်သီးချက်အနှဲငယ်အတွင်းမှာတင် Frank ရဲ့အခြေအနေဟာအလွန်ဆိုးရွားသွားပြီးမတ်တက်ပင်မရက်နိုင်တော့ပါဘူး။ဒါပေမဲ့သူ့နီးပြရဲ့မျက်ဝန်းထဲကယုံကြည်မှုတွေကိုမြင်ရတဲ့အခါမှာတော့သူဟာနာကျင်မှုကိုအန်တုပြီးပြန်လည်မတ်တက်ရက်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့သူဟာရိုးရာနီးစနစ်တွေကိုစတင်အသုံးပြုပါတော့တဲ့အမှန်တော့လွန်ခဲ့တဲ့2ရက်ကနီးပြဖြစ်သူဟာဂျက်ရဲ့လိမ်လည်မှုကြောင့်ရှုံးနိမ့်ခဲ့ရတဲ့ဝါရင်လက်ဝှေ့သမားကြီးတွေအားလုံးကိုစူးစီးခဲ့တာဖြစ်ပါတယ်။ပြီးတော့သူတို့ရဲ့အထူးကိုပိုင်ကွက်တွေကို Frank ကိုဘာမှမချမ်းပဲအကုန်တင် ကြားပေးဖို့တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့တခုလေးသောရည်ရွယ်ချက်ကတော့ဆုံးရှုံးသွားတဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်တင်ဖို့ပါပဲ။ကျိုးဝိုင်းထဲမှာ Frank ဟာသူတင်ယူခဲ့သမျှနီးစနစ်အားလုံးကိုထုတ်သုံးပါတော့တယ်။သူဟာကွဲပြားတဲ့ကွက်တွေကိုပေါင်းစပ်ပြီးကိုပိုင်ဟန်နဲ့အသုံးချခဲ့ပါတယ်။ဝါရင်ကစားသမားကြီးတွေစီကတင်ယူထားတဲ့နီးစနစ်တွေကိုသုံးပြီးဂျက်ရဲ့တိုက်ကွက်တိုင်းကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။နူးညံ့ခြင်းကမာကျောခြင်းကိုအောင်နိုင်နေဆိုသလိုပဲတဖြည်းဖြည်းနဲ့ဂျက်အတွက်တိုက်ခိုက်ရတာပိုမိုခက်ခဲလာပါတယ်။ဒါပေမဲ့2ရက်ထဲနဲ့